မင်္ဂလာပါနန္ဒစေ YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါတယ်ဒီကနေ့တင်ဆက်ပေးမှာကတော့မင်းလူရဲ့အချစ်သက်ဝတ္ထုတိုးများဆိုတဲ့စာအုပ်ထဲကအချစ်ကိုပြုပြင်မွမ်းမံခြင်းဆိုတဲ့ဝတ္ထုတိုးပဲဖြစ်ပါတယ်အားပေးနားဆင်ကြပါအောင်ခင်ဗျာအချစ်ကိုပြုပြင်မွမ်းမံခြင်းတငယ်ချင်း၃ယောက်တို့သည်ဈေးရှိကလက်ဖက်ရည်ဆိုင်မှာဆုံကြရန်ချိန်ထားသည်နှစ်ယောက်ကတော့ရောက်နေပြီတစ်ယောက်ကရောက်မလာသေးခြင်းအေးသိန်းသည်အလွန်နှေးကွေးလေးလံသူဖြစ်သည်ဖြင့်ချိန်သည့်အခါတိုင်းနောက်ကျလေရှိသည်ဒါကိုတန်းဝင်းနှင့်စန်းအောင်တို့ကအသိပြီးဖြစ်၍တိတ်အေးစိုက်မနေတော့ပြီးတော့လဲအေးသိန်းမလာခင်သူတို့နှစ်ယောက်အေးသိန်းအကြောင်းပြောဖို့အချိန်ရသည်မဟုတ်လားသူတို့၃ယောက်ကဒီလိုပါပဲနှစ်ယောက်တွေ့လျင်ကြံတစ်ယောက်အကြောင်းပြောကြသည်အတင်းအဖျင်းအနေဖြင့်ပြောခြင်းတော့မဟုတ်ဟိုကောင်ကဘာတွေလုပ်နေသည်သူလုပ်တာဘယ်နေရာမှာမှန်၍ဘယ်နေရာမှာမှားသည်စသည်ဖြင့်ဝေဖန်ကြခြင်းဖြစ်သည်၃ယောက်ဆုံးမိကြလျင်နှစ်ယောက်ကတစ်ဖက်ကြံတစ်ယောက်ကတစ်ဖက်ဖြစ်သွားပြီးထိုတစ်ယောက်ကိုဝိုင်း၍တိုက်ခိုက်ကြသည်ထုံးစံမှာတနေရာတွင်ချင်းဆိုပြီးအရင်ရောက်သူနှစ်ယောက်ကတွဲမိကနောက်ကျသူကိုဝိုင်းတွယ်တတ်သည်အေးသိန်းသည်အမြဲနောက်ကျသူဖြစ်၍သူကြီးခံရတာများ၏ဒီနေ့လဲသူ့ကိုဆောင်ရင်သူ့အကြောင်းပြောကြသည်စမ်းအောင်ကဟိုကောင်ကိုနည်းနည်းတော့သတိပေးမှဖြစ်မယ်ကွဟုစကားစသည်တန်းဝင်းကဘာဖြစ်လို့လဲမေးသည်အေးသိန်းကနည်းနည်းဖောက်ပြန်ခြင်းသလိုဖြစ်နေတယ်ကွဘလို့ဖောက်ပြန်တာလဲဒီကောင်ခုတလောစီးပွားရေးအဆင်ပြေနေတာမင်းသိတယ်မဟုတ်လားသိသားပဲဒါကောင်းတာပေါ့ကွအေးသိန်းကငါတို့အမြဲတမ်းအဲ့ဒီကိစ္စကိုတိုက်တွန်းနေတာပဲမဟုတ်လားအေးသိန်းဒီအလုပ်ကိုအားကျိုးမှန်တဲ့မလုပ်တတ်ချင်းအပြင်းကြီးတာတော့မဟုတ်ပင်ကိုအေးအေးဆေးဆေးနေတတ်လေသည်ဒါကိုတန်းဝင်းနှင့်စန်းအောင်တို့ကလုံလာဝရိယနဲသည်ဟုအပြစ်တင်ခြင်းသည်သူကတော့သူ့မူအတိုင်းပင်တန်တန်ရှင်းရှင်းရတဲ့ငွေကိုပဲတန်ဖိုးထားတယ်ဆိုပြီးဆက်ပြစစ်ယုံမှရသည်လကဖြင့်သာကျေနပ်ရောင်ရဲနေ၏တို့ရတွင်သူကကမ်းတော့ကောင်းသည်သူ့ဖေဘက်ကဖိုးကွယ်လွန်သွားရာအမွေ2000လောက်ရလိုက်သည်အေးလေဒီကောင်ချောင်းချောင်းလဲလဲဖြစ်သွားတာပေါ့တခုခုယင်းဒီလောက်ကင်စားလို့တောင်ရတယ်တန်းဝင်းကပြောရာစန်းအောင်ကအဲ့ဒါဆိုတော်သေးတာပေါ့ကွခုတော့ဒီကောင်တစ်မျိုးဖြစ်နေတယ်အရင်ကနဲ့မတူတော့ဘူးဘဝင်မြင်သွားလို့လားမဟုတ်ပါဘူးဒီကောင်ဒီလောက်ဘယ်ကြောင်ပါမလဲငါပြောချင်တာကခုတလောဒီကောင်အချိုးတွေပြောင်းနေတာကိုဆိုလိုတာဒီကောင်လာတော့မင်းကြည့်အရင်ပုံစံနဲ့တူသေးရဲ့လားလို့အဝတ်အစားတွေကအရန်သားနာနေတယ်အဲ့ဒါဘာဖြစ်တယ်လဲကွသူ့မှာပိုက်ဆံရှိလို့ဝတ်တာပဲဒါတွေမကသေးဘူးတပတ်တစ်ခါလောက်ဟိုတယ်တက်ပြီးဝီစကီတောက်မယ်လို့ပြောနေတယ်အလကားပါဒီကောင်တက်ရှောင်းနှောက်နေတာဖြစ်မှာပါဒါဆိုမင်းကငါတခုထပ်ပြောပြအောင်မယ်ဒီကောင်ကငါ့ကိုမေးတယ်စပွဲတို့ကောင်းမလေးတွေရှိတဲ့ဆိုင်တွေခုရှိသေးလားတဲ့နောက်ပြီးအခုတလောဒီကောင်အိမ်သိမ့်မကပ်ဘူးလို့လည်းကြားတယ်ဒီကောင်နဲ့ချေရှုပ်ချင်နေပြီကွတန်းဝင်းကစိတ်ဝင်စားလာသည်စန်းအောင်ကစစ်ပြော၏ဟိုတခါကလည်းငါ့ကိုပြောဖူးတယ်သူ့မိန်းမကဒုတိယကလေးမွေးပြီးနောက်ပိုင်းတော်တော်အိုစာသွားတယ်တဲ့အဲ့ဒီတော့မင်းကဘလို့ထင်လဲခုငါပြောခဲ့တာတွေကိုဆက်ဆက်တွေးကြည့်စမ်းဒီကောင်အိမ်အပြင်မှာတာယာမှုရှာတော့မယ်ကွအခွင့်အရေးရရင်အငယ်အနှောင်းထားတာတွေဘာတွေလုပ်တော့မယ်ဟာဒီလောက်တော့ဖြစ်မယ်မထင်ပါဘူးနည်းနည်းပါးပါးပြောယုံပါယုံလောက်ပဲဖြစ်ချင်ဖြစ်မှာပါမပြောနိုင်ဘူးလေဒီကောင်ကြောင့်မင်းလဲသိတာပဲတခါစိတ်ကူးတဲ့ဟာရှောက်လို့တတ်တယ်ကွသူတို့၃ယောက်သည်တငယ်ချင်းများဖြစ်ကြသည်တယောက်နှင့်တယောက်ပြောမနာဆိုမနာတိတ်ခင်ကြ၏အထက်တန်းကျောင်းမှာကလေးကတခုံနဲ့အတူတူထိုင်ကြသည်တက္ကသိုလ်ရောက်၍ဘာသာရပ်ချင်းကွဲပြားသွားသည့်တိုင်အားလတ်သည့်အချိန်တိုင်းတွဲရှိနေမြဲဖြစ်သည်ဘွဲရပြီးအလောက်ကိုင်း
အစင်မပြေမီဆက်ကြားမှာနေတိုင်းလိုလိုတွေ့ကြသည်အလောက်တွေရာအိမ်အောင်တွေကြာပြီးတော့လဲအရင်ကလောက်မဆုံးဖြစ်တာတောင်တစ်ဖက်တစ်ရက်တော့မဖြစ်အောင်တွေ့ကြသည်ကလေးတွေရပြီးတော့မှအတွေ့ကျဲသွားကြခြင်းဖြစ်သည်ဒါတောင်အချိန်ရသလောက်မှတကူးတကန့်ဆုံးပြီးတနေ့လုံးတခါတလေညနေတကောင်ထိစကားတွေထိုင်ပြောဖြစ်ကြသေးသည်တက္ကသိုလ်မှာတော့ကရီးစားရကြတော့လေပြိုင်တူလိုလိုပင်ဖြစ်သည်အေးသိန်းကမြင့်တောင်းကိုလိုက်သည်ထိုအခါကြံနှစ်ယောက်ကလည်းအားကြမခံပဲတောင်းဝင်းကခင်မော်ကို၎င်းစမ်းအောင်ကမူလင်းကို၎င်းကြံစီစူးစားကြလေတော့သည်သုံးယောက်စလုံးမှာခတ်သေးသမားတွေဖြစ်သည်မိန်းကလေးတို့၏အချစ်ကိုရရန်အပြင်းထန်စူးစားကြသည်ရပြီးတော့လဲဘေးလူတွေအမြင်ကပ်เสียကောင်းလောက်အောင်ဂရုစိုက်ကြသည်အေးသိန်းကအကယ်ဆုံးဖြစ်သည်မြင့်တောင်းကိုစလိုက်သည့်နေ့ကစပြီးနေ့တိုင်းစားတစ်စောင်းပေးသည်ကြားတော့လဲဘာရေးရမှန်းမသိတော့ဥပမာပေးပြီးတင်စားစရာလဲကုန်ပြီဘလောက်ချစ်ကြောင်းဘလောက်ခံစားနေရကြောင်းတွေလဲထပ်နေပြီဒီတော့တငယ်ချင်းတွေစီအကူအညီတောင်းရသည်တန်းဝင်းနဲ့စမ်းအောင်တို့ကစားတစ်စောင်းလင်းလက်ဖက်ရည်တစ်ခွက်နှုံးဖြင့်တစ်လက်စီရေးပေးကြသည်အမှန်မှာဟိုနှကောင်လူးလဲကြခြင်းဖြစ်သည်သူတို့၏ကောင်းမလေးတွေဖြစ်သောခင်မော်နှင့်မူလင်းတို့စီရေးသောစာများ၏မိတ္တူကိုအေးသိန်းအားပေးပြီးအကြံဖန်လုပ်ခြင်းပင်အေးသိန်း၏စိတ်ကူးကမြင့်တောင်းအနေဖြင့်သူတစ်ယောက်တည်းအပေါ်မှာသာအာယုံစူးစိုက်မှုရှိနေစေရန်နေ့စဉ်စာတစ်စောင်းကြပေးနေခြင်းဖြစ်သည်တို့ရတွင်မြင့်တောင်းကသူထင်သလိုမဟုတ်တနေ့စာတစ်စောင်းပေးနေဘူးနစာလောက်သဖြင့်အနောက်ရှက်ပေးသည်ဟုထင်သည်ထို့ကြောင့်တစ်ခါတွင်ရှင့်ကိုလုံးဝစိတ်မဝင်စားဘူးဟုပြောလှုပ်လိုက်သည်အေးသိန်းသည်တငယ်ချင်းနှစ်ယောက်ကိုဖက်ပြီးရှိုက်ကြီးတငင်ငိုရှာလေတော့သည်စမ်းအောင်နှင့်တန်းဝင်းတို့ကထိုသတင်းကိုမြင့်တောင်းစီရအောင်ပို့သည်နည်းနည်းပိုတာကလေးလှုပ်လွတ်လိုက်၏ထိုအခါမြင့်တောင်းလဲငါမကဲတေးပွဲရသာရှိတော့သည်ဆိုပြီးအေးသိန်း၏အချစ်ကိုလက်ခံလိုက်လေသည်ချစ်သူဘဝရောက်ပြီဆိုတော့လဲအေးသိန်းကသူများထက်ပိုကဲသည်ဆိုရာတွင်အကျဉ်းနာအယူရာကိုသာဆိုလိုခြင်းဖြစ်၏သူမြင့်တောင်းပေါ်ချစ်တော်ချစ်သည်ရိုသာတန့်စင်ကြောင်းပြသည့်အနေဖြင့်နှစ်ယောက်အတူထိုင်သောအခါကပ်မထိုင်တထွာလောက်ခွာပြီးထိုင်သည်နှကမ်းမဆိုထားနှင့်ပါးကိုနမ်းလျင်ပင်ရိုင်းသည်ဆိုပြီးသပင်ကလေးကိုသာနမ်းသည်မြင့်တောင်းလမ်းလျှောက်သွားလျင်နောက်ကနေဘယ်တော့မှမကြည့်သူ၏တန်ရှင်းဖြူစင်သောအချစ်ညဉ့်ညမ်းသွားမှဆိုသောကြောင့်ဟူ၏လက်ထပ်ပြီးကြသောအခါမှလည်းဒီကောင်တော်ပိုသည်မိမကိုဈေးလွှတ်လျင်သူများတွေဝိုင်းကြည့်မှဆိုလို့ဆိုပြီးသူကိုယ်တိုင်ဈေးသွားသည်မြေမွေးလက်မွေးမိလောင်မှဆိုလို့ဆိုပြီးသူကိုယ်တိုင်ထမင်းချစ်သည်တောင်းကလေးမွေးသောအခါတွင်မြင့်တောင်းတကိုယ်လုံးသူကိုယ်တိုင်နနွင်းလိမ့်ပေးသည့်အကြောင်းသတင်းစာတဲ့မထက်ယုံတမဲရှောက်ကြွားသည်ဒီလောက်မိမကိုချစ်ပြီးကျင်နာယူရသူတယောက်ကအပြင်မှာရှုပ်ပွေလုပ်ဖို့ကြံစီနေသည်ဆိုသောစကားကိုတန်းဝင်းကမယုံနိုင်အောင်ဖြစ်နေသည်စမ်းအောင်သည်သူ့ထုံးစံအတိုင်းတခါအစိုးရိမ်ကြီးတတ်တာမျိုးဖြစ်မှာပါဟုတန်းဝင်းတွက်လိုက်သည်လက်ဖက်ရည်ဆိုင်သို့အေးသိန်းရောက်သောအခါမှာတော့စမ်းအောင်ပြောတာဟုတ်များနေမလားဟုတန်းဝင်းထင်လိုက်မိပြန်သည်အเจ้าမှာခါတိုင်းခတ်ဆုပ်နှုံနေလေးရှိသောအေးသိန်းမှာတော်တာနာဖြစ်နေသည်ကိုတွေ့ရသောကြောင့်ပင်နိုင်ငံခြားဖြစ်အကောင်းစားစပို့ချက်ဝက်ဝွန်တက်ထရွန်ပစိုးတို့ကိုဝက်ပြီးဂရီဘာဖက်နှက်အသက်စစ်စီးထားသည်လက်မကစီကိုကွက်နာယီနှင့်ပြီးတော့မျက်နှာမှာလည်းစနိုးလိုနေဗီယာခရင်လိုဟာမျိုးလိမ့်ထားသည်ထင်၏သူစပွဲမှာဝင်ထိုင်လိုက်သောအခါရေမွေးနှံသင်္ကနဲ့ထွက်လာသည်စမ်းအောင်ကတန်းဝင်းကိုငါပြောတယ်မဟုတ်လားဆိုတော့အကြည့်ဖြင့်ကြည့်သည်တန်းဝင်းကမင်းတဲတားနာနေပါလားဟုပြော၏အေးသိန်းကဒီလိုပေါ့ကွာမင်းငါတို့ကိုပြောစရာရှိတယ်ဆိုပြီးချိန်တာဘာအတွက်လဲပြောမှာပေါ့ကွာဖြည်းဖြည်းပေါ့ဆိုပြီးအေးသိန်းက Nest Coffee တစ်ခွက်မှာလိုက်သည်ဒူးရပူးနှင့် Gas မီးချစ်ကိုစပွဲပေါ်တင်သည်ပြီးမှငါမင်းတို့ကိုတိုင်ပင်စရာရှိလို့ဘာကိစ္စလဲအိမ်အောင်ရေးဆိုပါတော့ကွာသူဆက်ပြောဖို့ခက်နေပုံရသည် Nest Coffee တငုံတောက်ပြီးဒူးရတလိပ်မီးညှိသည်တန်းဝင်းကမစောင့်နိုင်တော့ပဲဝင်မေးသည်မင်းနဲ့မြင့်တောင်ဘာတွေပြဿနာတက်နေလို့လဲပြဿနာရဲ့လို့တော့မဟုတ်ပါဘူးပြောရမှာခက်တော့အခက်သားပဲစမ်းအောင်စိတ်မရှိတော့ပဲဒီမှာအေးသိန်းငါတို့သုံးယောက်ဟာငယ်ကလေးကတွဲလာခဲ့ကြတဲ့တငယ်ချင်းတွေပဲ
ပြောစရာရှိတာပွင့်ပွင့်လင်းလင်းပြောလိုက်အခက်အခဲရှိရင်ဝိုင်းပြီးအပြေရှာကြရုံပဲဟုပြောလိုက်တော့မှအေးသိန်းကစကားဆက်သည်ဒီလိုကွာခုနောက်ပိုင်းငါမိမဘလို့ဖြစ်နေတယ်ဆိုတာမင်းတို့သိတယ်မဟုတ်လားဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးတန်းဝင်းကဝင်ပြောသည်အေးသိန်းကခေါင်းခါပြီးစိတ်ပိုင်းဆိုင်ရာကတော့ဘာမှမဖြစ်ပါဘူးရုပ်ပိုင်းဆိုင်ရာကတော့တော်တော်ကိုကျသွားတယ်ကြံနှစ်ယောက်ကဘာမှမပြောကြတော့လဲစိတ်ထဲကတော့အေးသိန်းစကားကိုထောက်ခံမိသည်မြင့်မြင့်တောင်းသည်ကျောင်းမှာတုန်းကတော့အချောအလဇရင်ဝင်တစ်ယောက်ဖြစ်သည်အေးသိန်းကနူးထွားကြီးမို့ရှူတိုင်းရင်ဟုတင်စားတတ်သည်ကလေးတစ်ယောက်ရပြီးကလေးကသူ့ကိုယ်သူမိန်းမကြီးတစ်ယောက်ပုံဖမ်းလာသည်အဝယ်စားတတ်တတ်ရရမဝတ်တော့ပြင်ဆင်ချေတမှုလည်းမရှိတော့ပဲဖြစ်သလိုနေနေသဖြင့်ခုအခါအသက်30ပြည့်ုံသာရှိသေးတော့လေ40အရွယ်မိန်းမကြီးတစ်ယောက်လိုဖြစ်နေသည်အဲ့ဒါဘာဖြစ်သလဲဟုစမ်းအောင်ကစကားထောက်သည်ဘာဖြစ်ရမလဲကွာတခါသူ့ကိုငါစိတ်ကုံသလိုဖြစ်လာတယ်ဟာကွမဲမဲဆကတော့သူ့ကိုမရရင်တေရပါတော့မယ်ဆိုပြီးဖြက်လူဖြစ်နေပြီးတော့အရင်ကဟာကိုထားပါကွာထားလို့ပဲရမလဲလူဆိုတာတဖြည်းဖြည်းအသက်ကြီးလာရတာပဲရွှေရုပ်ကလေးတစ်ရုပ်လိုတော့အမြဲတမ်းပျော်မြင့်နှုတ်နယ်နေပါမလားတန်းဝင်းကပြောရစမ်းအောင်ကထောက်ခံသည့်အနေဖြင့်ခေါင်းညှိပြီးမင်းသူ့ကိုမချစ်တော့ဘူးလားဟုမေးသည်အေးသိန်းကမချစ်တော့ဘူးရဲ့လို့မဟုတ်ဘူးပေါ့ကွာစိတ်ဝင်စားမှုရောနေလာတာကိုပြောတာအတိတ်ပဲမရှိတာဒါမင်းဖောက်ပြန်ချင်တာပဲအေးသိန်းကပြုံး၍မင်းတို့ကငါ့ကိုသာအပြစ်ပြောချင်နေတာကိုမင်းတို့မိန်းမတွေအပေါ်မှာအရင်ကလောက်ဆွဲလန်းတက်မှတ်မှုရှိသေးရဲ့လားတန်းဝင်းနှင့်စမ်းအောင်တွေ့သွားသည်တန်းဝင်းဤမိန်းမခင်မော်သည်အပြိုတုံးကတွဲကလေးဖြစ်သည်ငရံကိုလုံးမဟုတ်သည့်တိုင်ငါပနော်ကိုလုံးမျိုးလောက်တော့ရှိသည်မျက်နှာကလေးကချစ်စရာလေနောက်ပိုင်းကျတော့မိရဲ့ယောဂလိုဘာလိုဖြစ်ပြီးငဖောင်ရိုးကြောက်ကိုကြက်တင်ထားသလိုဖြစ်နေသည်စမ်းအောင်သည်သူမိန်းမမူလင်းဤကိုလုံးကိုပေါက်အချိုးစားပြေပြက်ပုံကိုအလွန်ဂုဏ်ယူသည်ဖြစ်သည်အပြိုတုံးကခါသေးတင်ကားနှင့်ကြည်ကောင်းလာသည်ကလေးတစ်ယောက်ရပြီးကလေးကတဖြည်းဖြည်းပေါင်ချိန်တွေတိုးလာခဲ့ရာခုအခါတွင်တငယ်ချင်းတွေကဝက်ပုတ်ကိုလေထိုးထားသလိုပဲဟုအမနာပပြောဆိုခြင်းကိုခံနေရလေပြီတန်ဝင်းနှင့်စမ်းအောင်သူတို့မိန်းမများ၏လက်ရှိအခြေအနေကိုမြင်ရောက်ရင်းငိမ့်ငိုင်နေကြသည်ကိုကြည့်၍အေးသိန်းကခတ်သက်တဲ့ရေးပြီးဘလို့လဲဟေ့ကောင်တွေငါပြောတာဟုတ်တယ်မဟုတ်လားမင်းတို့လည်းငါလိုပဲမင်းတို့မိန်းမတွေအပေါ်မှာစိတ်ကုံတယ်လို့ဖြစ်နေတယ်မဟုတ်လားမဆိုင်ပါဘူးကွာအပြိုတုံးကလို့တော့ဘဲဟုတ်တော့မလဲဟုတန်းဝင်းကအကြောက်ကန်ညင်သည်လေတံကတော့တိတ်တက်ကြွမရှိတော့စမ်းအောင်ကအေးသိန်းကိုခတ်တီကြည့်ပြီးဘာလဲဟေ့ကောင်မင်းကငါတို့ကိုမယငယ်ယူဖို့လာစည်းရုံးနေတာလားဟာဒီလောက်တော့မှုတ်သေးပါဘူးလေတန်းဝင်းကလည်းဒါဖြင့်အပြင်မှာအပျော်ပါလိုက်စားဖို့ဆွဲနေတာလားငါတော့အဲ့ဒါတွေလုံးဝဝါသနာမပါဘူးဒီလိုကိစ္စဆိုတာငွေကုန်ကြေးကြခံနိုင်မှာပြီးတော့ကျမ်းမာရေးလည်းထိခိုက်တယ်အခုဖြစ်နေတဲ့ယောဂါကကူးပြီးဆိုရင်ကုလို့မရဘူးအေးသိန်းကလက်ဖြောက်တစ်ချက်တီး၍ဟုတ်ပြီဒီတော့ငါတို့ဘာလုပ်စရာရှိတော့လဲကိုမိန်းမတွေစီပဲပြန်လှည့်ကြရတော့မှာမဟုတ်လားခေတ်ထာကငါတို့မိန်းမတွေကလည်းအရင်ကလိုမမောစရာမကောင်းလာတော့ဘူးဘယ်လိုလုပ်ကြမလဲဘာတက်နိုင်မှာလဲကွာဟုကြံနှစ်ယောက်ကလေးပြော့ကလေးတွေဖြင့်ပြောသည်အေးသိန်းကငါအကြံတစ်ခုရထားတယ်ကွတကယ်လို့ငါတို့မရင်ငယ်ယူမယ်အပျော်ပါလိုက်စားမယ်ဆိုရင်အန်ဒီရဲလည်းမကင်းဘူးငွေလဲကုန်မယ်ဒီတော့ဒီလိုလုပ်ကြရင်မကောင်းဘူးလားစမ်းအောင်နဲ့တန်ဝင်ကောင်းထောင်ကြည့်သည်အေးသိန်းကဆက်ပြော၏တခြားမှာအပျော်ပါလိုက်စားလို့ကုန်မဲ့ငွေကိုမိန်းမတွေအတွက်ပြန်သုံးမယ်ကွာသူတို့တွေကိုပြန်ပြီးနှုတ်ပြလာအောင်စူးစမ်းကြည့်ရအောင်ငါတို့အတွက်ငါတို့မိန်းမတွေသားလျင်အသင့်တော်ဆုံးမဟုတ်လားကွအဲ့ဒါကိုတိုင်ပင်ခြင်းလို့မင်းတို့ကိုချိန်တာပဲဆန်းအောင်နဲ့တန်ဝင်းတို့သည်စဉ်းစားသလိုလုံနေရမှတဖြည်းဖြည်းပြုံးလာသည်ကောင်းတယ်ကွာဟုပြိုင်သူပြောသည်ထိုနေ့မှစ၍အေသိန်းသည်မြင့်မြင့်တောင်းကိုအဝတ်အစားအသက်တွေဝယ်ပေးသည်သပင်ကောက်ခိုင်းသည်နှကန်းနီတွေမိတ်ကပ်တွေခြေတစေသည်တန်းဝင်းကခင်မော်ကိုအားစေးတွေကျွေသည်ကျဲဥတွေနွားနို့တွေအသီးအနှံတွေအာဟာရဖြစ်အောင်ကျွေသည်ရေမြုပ်ခံထားသောဗရာစီယာအောက်ခံပေါင်းမီတို့ဖြင့်ကြားကန်ပေးသည်ဆန်းအောင်ကမူလင်းအတွက်ကော့ဆက်ဗိုက်ချက်ပေါင်းပြီးပိန်စီစသည်တို့ဝယ်ပေးသည်ကိုကာယအလှတင်တန်းတက်ခိုင်းသည်
ရင်းတို့အတွက်ကုန်ကြငွေများကိုအချစ်ပြန်လဲပြုပြင်မွမ်းမံရေးအထူးအရေးပေါ်ရန်ပုံငွေဟုခေါ်ကြလေသည်ကလေးရ1986ဇန်နဝါရီဟုတ်ကဲ့ပါခင်ဗျာမင်းလူရဲ့အချစ်ကိုပြုပြင်မွမ်းမံခြင်းဆိုတဲ့ဝတ္ထုတိုလေးကတော့ဒီမှာပဲပြီးပါပြီခင်ဗျာနောက်လာမယ့်ဝတ္ထုတိုများကိုလည်းဆက်လက်စောင့်မျှော်အားပေးနားဆင်ကြပါအောင်ခင်ဗျာယနေ့အားပေးနားဆင်ခဲ့ကြသူပေါင်းကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာပြီးဘေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေကျွန်တော်ကတော့တင်ဆက်ခဲ့သူချစ်မနိုင်ဖြစ်ပါတယ်ခင်ဗျာ